မနာလိုစိတ်ဖြစ်ရင်ဘယ်နေရာမှာသွားအိတ်မပြောစူပါဘောလည်းအိတ်မပြောအဲကွန်ခံလည်းအိတ်မပြောမနာလိုစိတ်ကပုတ်နေတာဆိုတော့ကိုယ့်ထက်သားတဲ့သူနဲ့တွေ့တဲ့အခါမှာကံတွေကိုသွားပြိုင်လို့မရဘူးဝိရိယကတော့ပြိုင်ရကောင်းရနိုင်မယ်အတိတ်ကံကတော့ပြိုင်လို့မရတဲ့အတွက်ကြောင့်သူကကံကိုတော့မပြိုင်နဲ့ကိုယ့်ထက်သားရင်ကိုယ့်အလုပ်ကဝမ်းသာပေးနိုင်အောင်ကြိုးစားမုဒိတာတရားထားနိုင်အောင်ကြိုးစားမုဒိတာတရားမထားနိုင်လို့ရှင်မနာလိုစိတ်ကနေရာယူသွားမယ်မနာလိုစိတ်ဝင်ရင်အဲ့ဒါကိုယ်ပဲခံစားပြီးတော့ကိုယ်ပဲပင်ပန်းတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ထက်သားတဲ့လူတွေ့ရင်ဝမ်းသာနိုင်အောင်ကြိုးစားတာအကောင်းဆုံးပဲတချို့ကပြောတယ်အိုးသူတို့မမှန်တဲ့နီးနဲ့ကြီးပွားနေတာဗျာမမှန်တဲ့နီးတဲ့သားနေဘယ်လိုလုပ်ဝမ်းသာပေးနိုင်မှာလဲဝမ်းမသာပေးနိုင်လို့မုဒိတာတရားမထားနိုင်လို့အိတ်တာဝင်တော့လေကိုယ်ပဲခံစားမှာလေဆိုတော့သူကမမှန်တဲ့နီးနဲ့ကြီးပွားတာသူ့အကြောင်းပဲပေါ့သူ့အကြောင်းကသူ့အကျိုးပဲလေသူ့အကျိုးကကိုယ်အဆိုးမဖြစ်ဘူးပဲပေါ့သူမမှန်တဲ့နီးနဲ့ကြီးပွားရင်သူ့ချိန်တိုင်းသူခံပေါ့သူမှန်ရင်သူစမ်းပေါ့သူမရင်သူသွားပေါ့အဲ့ဒါသူ့အကြောင်းနဲ့သူ့အကျိုးဖြစ်တာသူ့အကျိုးကိုကြည့်ပြီးတော့ကြီးပွားတာအကျိုးတရားပဲသူ့အကျိုးကိုကြည့်ပြီးတော့ကိုကဝမ်းမသာမနိုင်လို့အိတ်တာတရားဝင်သူ့အကျိုးကကိုယ်အဆိုးဖြစ်သွားမှာပေါ့အဲ့ဒါတွေဖြစ်မခံနိုင်ဘာလို့မှဝမ်းသာပြီးလို့လည်းမရနိုင်တော့ဘူးဆိုရင်ကရုဏာတရားထားလို့လည်းမရနိုင်တော့ဘူးဆိုရင်တော့ဥပေက္ခပဲထားလိုက်ပေါ့ဥပေက္ခဆိုတာအချစ်လည်းမဝင်ဘူးအမုန်းလည်းမဝင်မချစ်မမုန်းတဲ့စိတ်ကလေးအကောင်းဆုံးပဲနော်ဥပေက္ခတရားဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးဈာစိတ်လေအဲ့ဒီစိတ်ကလေးကလည်းတော်တော်တက်တောင့်တက်တာဖြစ်နောက်ဆုံးဘလို့မှမရဘူးဆိုရင်အဲ့ဒီဥပေက္ခစိတ်နဲ့ပဲနေရတာဥပေက္ခနှလုံးသားနဲ့ပဲနေရတာဥပေက္ခနှလုံးသားနဲ့နေရဘဝတော်တော်တက်တာလူတယောက်ကိုချစ်လားဆိုတော့မချစ်ဘူးမချစ်မုန်းတယ်လို့လားမုန်းလည်းမမုန်းဘူးအဲ့လိုဈာစိတ်နဲ့နေနိုင်တော်တော်တက်တာနော်နောက်ဆုံးပိုက်လေးအဲ့ဒါလေးမချစ်နိုင်ရင်လည်းမမုန်းနဲ့မချစ်နိုင်ရင်လည်းမမုန်းနဲ့မမုန်းရင်လည်းအချစ်မပါစေနဲ့နော်မချစ်နိုင်ရင်လည်းမမုန်းနဲ့မမုန်းရင်လည်းအချစ်မပါစေနဲ့မချစ်တတ်မမုန်းတတ်မှရင့်ကျက်တဲ့ဘဝမချစ်တတ်မမုန်းတတ်မှရင့်ကျက်တဲ့ဘဝဆိုတာအချစ်လည်းမကြည့်တော့အချစ်ကြည့်တော့အချစ်မကြည့်ဘူးဆိုတော့အမုန်းတရားကြည့်လားအမုန်းလည်းမရှိတော့မချစ်တဲ့စိတ်နဲ့မမုန်းတဲ့စိတ်ကချစ်တာတန်ရောစင်မုန်းတာတန်ရောစင်ပဲလူတွေကတန်ရောစင်ဆိုရင်ချစ်တာကိုပဲတန်ရောစင်လို့ထင်တယ်အမှန်တော့မုန်းတာလည်းတန်ရောစင်ချစ်တဲ့သူကိုထက်ခါသတိရနေတယ်လို့မုန်းတဲ့သူကိုထက်ခါသတိရနေတာတန်ရောစင်ကြောင့်ဖြစ်တယ်နောက်လူတယောက်ကိုကြက်ကြက်မုန်းနေတယ်ဆိုရင်ဒါကြက်ကြက်တန်ရောစင်ရှိလို့နော်လူတယောက်ကိုတိတ်မုန်းတယ်ဆိုတိတ်တန်ရောစင်ရှိနေတယ်အမုန်းတန်ရောစင်ချစ်တဲ့လူကိုသတိရတယ်လို့မုန်းတဲ့လူကိုလည်းရတာပဲတခါကျအိမ်မက်ထဲတော့အဲ့လူကပေါ်လာတယ်အဲ့လောက်ကိုရတယ်အဲ့မုန်းတယ်ဆိုတာတန်ရောစင်ချစ်တာလည်းမကောင်းပူတာပဲမုန်းတာလည်းမကောင်းပူတာပဲမချစ်တဲ့မမုန်းတတ်တဲ့ဘဝရင့်ကျက်တယ်ဘလို့မှမရတော့ဘူးဆိုကောင်းပြီဥပ္ပခါပြုလိုက်ဥပ္ပခါပြုလိုက်ဟိုတော့ဘုန်းကြီးတို့ဟိုတိုင်းပြည်မှာအရေးခင်းနေဖြစ်တော့ဘာသာကြားတွေနဲ့ဖြစ်တဲ့အခါကျတော့တချို့ကကလေးတွေလာမေးရှင်မယားအဲ့ဒီဘာသာကြားတွေမမုန်းလားမမုန်းပါဘူးကွာဒါဆိုရှင်မယားသူတို့ရဲ့အဖွဲ့တွေသူတို့ရဲ့ပါတနာတွေလားဒီရှင်မယားသူတို့တန်ရောစင်ရှိလို့အဲ့လိုလည်းမဟုတ်ပါဘူးချစ်လားဆိုမချစ်ပါဘူးမချစ်မုန်းလားဆိုမချစ်တိုင်းမုန်းတာမှမဟုတ်တာဟုတ်တယ်နော်မချစ်လည်းမချစ်မမုန်းလည်းမမုန်းအဲ့ဒီဥပ္ပခါနှလုံးသားတိတ်အရေးကြီး